ဒီဘက်ကဖောင်းရမရှိဘူးဗျဒီဘက်ကရက်ပြည့်ကစားရမှာပေါ့နော်15ရက်နေ့ကနေ19ရက်နေ့ထိအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်လဲရထားတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေတာကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေမိသားစုတွေအတွက်ကျွန်တော်ပြန်ပြီးမျှဝေခြင်းတဲ့သဘောပါပဲအဲ့တော့ကျွန်တော်အရင်ဆုံးရှာတွေ့ထားတာလေးတစ်ခုပေါ့နော်အဲ့ဒါလေးတစ်ခုချင်းပြပြီးပါမယ်အဲ့ဒါသူကဒီပွဲမှာလဲပါဝါလမ်းကြောင်းရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့တနင်္လာနေ့မနေ့ထိတ်နေတောက်ကြနေမနေ့ထိတ်ဒီထိတ်တူထိတ်ပါဝါဖြစ်သွားပြီးနောက်ပွဲမှာသူပါဝါလိုက်တယ်ဗျဟောဆို38တို့35တော့အဲ့ဒီပါဝါလိုက်တာတွေ့တယ်ပေါ့နော်အဲ့ဒီမှာတစ်ခါဖြစ်တယ်တနင်္လာနေ့မနေ့ထိတ်နေတောက်ကြမနေ့ထိတ်တူထိတ်ပါဝါဖြစ်ပြီးနောက်ပွဲမှာသူပါဝါလိုက်တယ်ဗျ16ဒီမှာတနင်္လာနေ့မနေ့ထိတ်တောက်ကြမနေ့ထိတ်တူထိတ်ပါဝါဖြစ်ပြီးနောက်ပွဲမှာသူပါဝါလိုက်တယ်82ဆိုပြီးကြာတယ်ဒီမှာတစ်ခါထိတ်တူထိတ်ပါဝါဖြစ်တယ်82ဆိုနောက်ပွဲမှာသူပါဝါလိုက်သွားတယ်83 38ဆိုဒီမှာတစ်ခါထိတ်တူထိတ်ပါဝါဖြစ်တယ်61တနင်္လာနေ့မနေ့ထိတ်6နဲ့တောက်ကြမနေ့ထိတ်1 61အဲ့လိုပါဝါဖြစ်ပြီးနောက်ပွဲမှာသူပါဝါလိုက်တယ်9338ဆိုပြီးပါဝါနှစ်စုံကျသွားတယ်ဒီပွဲမှာတစ်ခါထိတ်တူထိတ်ပါဝါဖြစ်တယ်နောက်ပွဲမှာ16ပါဝါနှစ်စုံလိုက်သွားတယ်ပေါ့နော်ဒီမှာထိတ်တူထိတ်ပါဝါဖြစ်တယ်နောက်ပွဲမှာပါဝါလိုက်တယ်ပေါ့82အခုဒီပွဲမှာတစ်ခါထပ်ဖြစ်သွားထိတ်တူထိတ်ပါဝါထပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာပါဝါလမ်းကြောင်းတစ်ခုပြဖို့ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် break တစ်ခုပြခြင်းပါအဲ့ break ကတနင်္လာနေ့ညနေ break နဲ့အင်္ဂါညနေ break 86 3 break 62 8 break 38 break အဲ့လိုပါဝါဖြစ်သွားပြီဆိုရင်အဲ့ break နှစ်ခုပါဝါဖြစ်သွားတယ်နောက်ပွဲမှာသူကအဲ့ဒီ38 break ကိုတပွဲပြန်ကြပြီးတယ်ပေါ့ဒီမှာ49 3 break နဲ့ပြန်ကြတယ်ဒီမှာတနင်္လာနေ့ညနေ break ကခွန်အင်္ဂါညနေ break ကနှစ်အဲ့ဒီနှစ်ခွန်ပါဝါ break ကြောင့်နောက်ပွဲမှာနှစ်ခွန် break ပြန်ကြပြီးတယ်89နဲ့61နှစ်ပွဲပေါ့ခွန် break 3ချက်ရိုက်သွားတယ်ဒီမှာတစ်ခါတနင်္လာညနေ9 break အင်္ဂါညနေ4 break 94ဒါကြောင့်သူကနောက်ပွဲမှာ94 break ပြန်ကြထားတာရှိတယ်82ဒီမှာတနင်္လာညနေရဲ့ break အင်္ဂါညနေရဲ့ break နှစ်ခွန်ပါဝါကြောင့်နောက်ပွဲမှာနှစ်ခွန် break ခွန် break 2 break ဆိုပြီးနှစ်ချက်ရိုက်သွားတယ်ပေါ့ဒါကကျွန်တော်အရေးမှားတာပဲဒါ break ထပ်သွားတယ်5 break 5 break အဲ့လိုပွဲမျိုးတွေမှာလည်းကြပါတယ်9 3ညာ break 30ခွန်10 break 23 5 break အဲ့လိုကြာဒီမှာတစ်ခါဖြစ်ပါတယ်တနင်္လာညနေ break အင်္ဂါညနေ break 3ည break 5 break အဲ့လိုပါဝါဖြစ်သွားတဲ့အတွက်နောက်ပွဲမှာအဲ့3ည5 break ကို3ညကိုနှစ်ချက်ရိုက်သွားပါတယ်3ည break ဒီပွဲမှာတစ်ခါဖြစ်တယ်3ည break 5 break နောက်ပွဲမှာ3ည5 break ကို1-4ရိုက်တယ်ဒီမှာတစ်ခါ2 break ခွန် break နောက်ပွဲမှာ2ခွန် break နဲ့34ခွန် break 85 2 break ဆိုဒီ2ခွန် break ကို break ဖြစ်ပြန်ယူထားတယ်ပေါ့နော်ဒီမှာတနင်္လာနေ့ညနေ break က6အင်္ဂါညနေ break က1 6-1ဒီ6-1ကိုနောက်ပွဲမှာသူ6-1 break ပြန်ကြပါတယ်24 6 break နဲ့83 1 break ဆိုဒီမှာတပွဲထပ်ဖြစ်တယ်တနင်္လာနေ့ညနေ break က9အင်္ဂါညနေ break က4 9-4ဒါကြောင့်သူ9-4 break ကိုဒီမှာ18 9 break နဲ့36 9 break ဆိုပြန်ကြတယ်ဒီမှာတစ်ခါဖြစ်တယ်တနင်္လာနေ့ညနေ break ကခွန်အင်္ဂါညနေ break ကခွန်နဲ့အဲ့92ကိုနောက်ပွဲမှာသူ break ဖြစ်နေနှစ် break တစ်ချက်ခွန် break တစ်ချက်ဒီလိုကြာမကြသေးခင်မှာတစ်ခုထပ်ဖြစ်တယ်တနင်္လာနေ့ညနေ break က4အင်္ဂါညနေ break က9 4 9ဒါကြောင့်သူ4 9 break ကိုဒီမှာ9 break 3ချက်ရိုက်သွားတယ်အဲ့တော့ဒီမှာတစ်ခါအခုဒီလာမဲ့ပွဲပေါ့
ပြီးခဲ့တဲ့ပွဲဖြစ်တာတနင်္လာညနေဘရိက1အင်္ဂါညနေဘရိက6 1-6ဒါကြောင့်ဒီ1-6ဘရိကိုဒီပွဲမှာပြန်ကြလို့ရှိ1-6ဘရိကိုပတ်သက်လို့ကျွန်တော်2015-14လောက်ကနေကျွန်တော်လိုက်ရှာထားတာဒီတစ်ခုရှိလိုက်ရှာထားတာဒီတစ်ခုတော့ဖြစ်ထားတဲ့ပွဲပေါ်မှာမနှဲပါဘူးကျွန်တော်စာရွက်နဲ့မပြတော့ပါဘူးရေးထားတဲ့ဟာလေးပဲပြလိုက်ဒါမှကြည့်တဲ့လူတွေရှင်းရှင်းလင်းလင်းကြည့်လို့ရအောင်အင်္ဂါညနေမှာ89လူကြာတိုင်းဒီနောက်ပွဲမှာ6တစ်ပရိလိုက်ပါ90ခုဒါ2015မှာထပ်ဖြစ်တယ်အင်္ဂါညနေမှာ89လူဖြစ်ပြီးနောက်ပွဲမှာ6တစ်ပရိလိုက်ပါ90ခု6ပရိ83တစ်ပရိ6တစ်ပရိလိုက်အင်္ဂါညနေမှာ89လူကြာပြီးနောက်ပွဲမှာ6ပရိတော့မဟုတ်တစ်ပရိလိုက်ပါတစ်ပရိကို6ပရိကိုရိုက်သွားအဲ့တော့ဒီမှာ2016တုန်းကအင်္ဂါညနေမှာ89လူကြာပြီးနောက်ပွဲမှာ16ပရိ84ကြာဒါ2019အင်္ဂါညနေ89လူဖြစ်ပြီးနောက်ပွဲမှာ6တစ်ပရိဒီမှာ6ပရိ3ချက်ရိုက်ဒါ2021မှာတစ်ချက်အင်္ဂါညနေ89လူကြာပြီးနောက်ပွဲမှာပရိ6တစ်96ပရိနဲ့84တစ်ပရိကြာအဲ့တော့ဒါ2022ထဲမှာအင်္ဂါညနေ89လူကြာပြီးနောက်ပွဲမှာ6တစ်ပရိ10ပူးရိုက်6ပရိဒါလည်း2023ထဲမှာအင်္ဂါညနေမှာ89လူကြာပြီးနောက်ပွဲမှာပရိ6တစ်အနေနဲ့10ပူး6ပရိနဲ့56တစ်ပရိရိုက်အဲ့တော့ခုလာမယ့်ပွဲပေါ့အင်္ဂါညနေမှာ89လူကြာထားခြင်းဒီပွဲမှာလည်း61 break ပါအဲ့ break နှစ်ခုရဲ့တိုက်ဆိုင်မှုပေါ့နော်ဒီ6 break နှစ်ခုထိုးတဲ့ကဏ္ဍလေးနဲ့တိုက်ဆိုင်မှုရှိရင်တင်ထိုးလို့ရအောင်ပါအဲ့နောက်တစ်ခုကအခွေလေးပေးကြမှာအဲ့အခွေကလေးလုံးအခွေပေါ့နော်လေးလုံးအခွေလေးကွက်ပဲထိုးရမယ်လေးလုံးအခွေပေါ့2015လောက်ကနေတစ်ခါဖြစ်တာရှိ2015မှာအင်္ဂါနေ့မနေ့မှာ25လူကြာတိုင်းနောက်ပွဲမှာ2.38အခွေနဲ့ဘရိတ်ဒီ3.5ဖြစ်ရမယ်83ဖြစ်2021မှာတစ်ချိန်ဖြစ်တယ်အင်္ဂါနေ့မနေ့မှာ25လူကြာပြီးနောက်ပွဲမှာ2.38အခွေနဲ့83 3ဘရိတ်ဖြစ်ပါဒီကဘရိတ်ကို93ညခေါ်ထားတာ2022မှာထပ်ဖြစ်ပါအင်္ဂါနေ့မနေ့မှာ25လူကြာပြီးနောက်ပွဲမှာ2.38အခွေနဲ့ဘရိတ်ဒီ93ည39 3ဘရိတ်နဲ့28 3ဘရိတ်ဖြစ်2025မှာထပ်ဖြစ်အင်္ဂါမနေ့မှာ25လူကြာနောက်ပွဲမှာ2.38အခွေနဲ့ဘရိတ်ဒီ93ည98 5ဘရိတ်နဲ့39 3ဘရိတ်ဖြစ်တယ်စိတ်မကြသေးခင်ဖြစ်သွားတဲ့ဟာဒီအရှိနှစ်ပွဲကျော်လောက်ကတစ်ခါထပ်ဖြစ်တယ်အင်္ဂါနေ့မနေ့မှာ25လူကြာပြီးနောက်ပွဲမှာ2.38အခွေနဲ့ဘရိတ်ဒီ93ည23 5ဘရိတ်နဲ့88 5ဘရိတ်ကြာပါခုဒီပွဲမှာထပ်ဖြစ်တယ်အင်္ဂါမနေ့မှာ25လူကြာထားတယ်2.38အခွေနဲ့ဗရိတ်ဒီ93ညဖြစ်ရဆိုတော့ဒီကဏ္ဍလေးကိုအဲ့တော့ကျွန်တော်ရှာထားတာလေးပြန်ပြီးတော့ချုပ်ကြည့်လိုက်ဒါပထမဆုံးကျွန်တော်တို့ပါပါပေါ့နော်ဒုတိယအနေနဲ့16ဗရိတ်ရှိတယ်တတိယအနေနဲ့2.38နဲ့ကတ်ထုတ်23 28 83 88အဲ့တော့ပထမဦးစားပေးအနေနဲ့လိုက်ချင်တော့ဒီတစ်ခုကိုလိုက်ကြည့်ဖို့ပဲအဲ့ကျန်တာတွေကတော့အကွက်များတာပေါ့နော်အဲ့ဒီတစ်ခုကတော့၄ကွက်ပဲထိုးရမယ်အဲ့တော့ဒီတစ်ခုလိုက်ချင်တယ်လိုက်ကြည့်ဖို့ဟုတ်ပါပြီကျွန်တော်လောလောဆယ်တွေ့တာတော့အဲ့ဒါပဲတွေ့ပါသေးတယ်နောက်နေ့ဒီထပ်တွေ့လို့ရှင်တော့ဗီဒီယိုဖိုင်လုပ်ပြီးတော့ကျွန်တော်ထပ်တင်ပေးပါ
ဟုတ်ကဲ့ပါကြည့်တဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်